CDA မှာဆရာတစုဖြစ်နေတဲ့ Fabregas ကိုနီးပြခန့်အပ်ဖို့ချိန်ရွယ်နေတဲ့ Leverkusen ကမ္ဘာဘောလုံးပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ကွင်းလယ်ကစားသမားဟောင်း Fabregas ကစားသမားဘဝမှာ Arsenal ဘာစီလိုနာနဲ့ Chelsea တို့လိုအသင်းကြီးတွေမှာထူးချွန်တဲ့စွမ်းဆောင်ရည်တွေကိုပြသခဲ့သူပါ။ဒါပေမဲ့အခုချိန်မှာတော့သူဟာကစားသမားဘဝကနေနီးပြဘဝကိုကူးပြောင်းပြီးအီတလီ CDA မှာထူးခြားတဲ့အောင်မြင်မှုတွေကိုရရှိနေပါတယ်။ Fabregas ဟာပြီးခဲ့တဲ့ရာသီမှာအီတလီကလပ်ကိုမိုအသင်းရဲ့လက်ထောက်နီးပြအဖြစ် CDB ကနေ CDA ကိုတန်းတက်လာခဲ့ပါတယ်။ဒီရာသီမှာတော့သူဟာကိုမိုအသင်းရဲ့နီးပြချုပ်အဖြစ်တာဝန်ယူခဲ့ပြီးအခုဆိုရင်အသင်းကိုမျောနှရကောင်းတဲ့ရလက်ကောင်းတွေဇက်တိုက်ရရှိအောင်ဆွဲဆောင်နိုင်ခဲ့ပါတယ်။ကိုမိုအသင်းဟာ CDA ရဲ့နောက်ဆုံး6ပွဲဇက်တိုက်အနိုင်ရရှိခဲ့ပြီးအမှတ်ပေးစရရဲ့အဆင့်10အထိတက်လှမ်းနိုင်ခဲ့ပါတယ်။ဒါဟာသူတို့လိုတန်းတက်လာတဲ့အသင်းတစ်သင်းအတွက်တော့ဒီတေကိုမဟာအောင်မြင်မှုကြီးတစ်ခုပါပဲ။ဘယ်သူမှမထင်ထားတဲ့အခြေအနေမှာ Fabregas ဟာသူ့ရဲ့နီးပြစွမ်းရည်ကိုအပြည့်အဝပြသနိုင်ခဲ့ပါတယ်။ Fabregas ရဲ့ကိုမိုအသင်းနဲ့တူပြသထားတဲ့စမ်းဆောင်ရည်ကောင်းတွေကြောင့်ဥရောပရဲ့ထိပ်တန်းအသင်းတွေကသူ့ကိုစတင်စိတ်ဝင်စားလာကြပါတယ်။နောက်ဆုံးသတင်းတွေအရဂျာမန်ကလပ် Leverkusen အသင်းဟာ Fabregas ကိုသူတို့ရဲ့နီးပြအဖြစ်ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ Leverkusen အသင်းဟာသူတို့ရဲ့နီးပြဖြစ်သူအလွန်ဆိုကို Real Madrid အသင်းစီလက်လွတ်လိုက်ရမှာဖြစ်တဲ့အတွက်ကြောင့်သူ့နေရာမှာ Fabregas လိုရည်ရှင်းရှိတဲ့နီးပြတအုပ်နဲ့အစားထိုးဖို့စဉ်းစားနေတာလည်းဖြစ်ပါတယ်။ကစားသမားဘဝမှာလည်းအောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ Fabregas ဟာနီးပြဘဝမှာလည်းသူ့ရဲ့ပါရမီကိုပြသနေပါတယ်။ကိုမိုအသင်းကို CDA မှာအုပ်ဆောင်နိုင်ခဲ့တဲ့သူ့ရဲ့စွမ်းဆောင်ရည်တွေကြောင့် Leverkusen လိုအသင်းကြီးရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့တာဟာသူ့အတွက်တော့နောက်ထပ်ခြေလှမ်းသစ်တစ်ခုကိုစတင်ဖို့အခွင့်အရေးကောင်းတစ်ခုလည်းဖြစ်နိုင်ပါတယ်။ ဒီမှာဒီနေ့တက်တဲ့ရဲ့အမားကိုချစ်